တာယာလှပတဲ့ယတနာပူရတိုင်းပြည်မှာမင်းကြီးသူရိယအုပ်စိုးခဲ့တဲ့မင်းကြီးဟာတိုင်းသူပြည်သားတွေကိုအမြဲတမ်းတရားမျှတစွာအုပ်ချုပ်တယ်ဒါပေမဲ့မင်းကြီးရဲ့ရင်ထဲမှာအမြဲတမ်းလစ်ဟာနေတဲ့ခံစားချက်တစ်ခုရှိနေတယ်အဲ့ဒါကတော့သူ့ရဲ့ထီမွေနန်းလျာကိုဆက်ခံမဲ့ချစ်လှစွာသောတားတော်လေးမရှိသေးတာပဲမင်းကြီးဟာတားတော်လေးရရှိဖို့အတွက်နတ်ဖျားတွေကိုတိုင်တီဆုတောင်းလေးရှိတယ်တနေ့မှာတော့မင်းကြီးဟာတိုင်းပြည်ရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့တောအုပ်ကြီးတွေကိုအမဲလိုက်ထွက်ခဲ့တယ်တောအုပ်ရဲ့အလဲလောက်အရောက်မှာမင်းကြီးဟာထူးဆန်းတဲ့အလင်းရောင်တစ်ခုကိုတွေးလိုက်တယ်နှင်းပွင့်လိုဖြူဖွေးပြီးနေရောင်ကြီးအောက်မှာတောက်ပနေတဲ့ဆင်ဖြူတော်လေးတစ်ကောင်ပဲဖြစ်တဲ့ဝမ်းသာလွန်းလို့မင်းကြီးဟာမြင်းပေါ်ကနေဆင်းပြီးတော့သူ့ရဲ့အစေခံတွေကိုဆင်ဖြူတော်လေးကိုဂယုတစိုက်နဲ့နန်းတော်ကိုပင့်ဆောင်သွားဖို့အမိန့်ပေးလိုက်တယ်ဆင်ဖြူတော်လေးနန်းတော်ကိုရောက်ရှိလာတဲ့နေ့ကစပြီးအထူးခြားဆုံးကတော့ဆင်ဖြူတော်လေးရောက်လာပြီးမကြခင်မှာပဲမိဖုရားကြီးဟာချစ်စရာကောင်းတဲ့သားတော်လေးတစ်ပါးကိုဖွားမြင်ခဲ့ခြင်းပဲဖြစ်တယ်မင်းကြီးဟာအတိုင်းမသိဝမ်းသာပြီးသူ့ရဲ့ကျေးဇူးရှင်ဆင်ဖြူတော်လေးကိုအမတ်တရအနေနဲ့မင်္ဂလာလို့ချစ်စနိုးနဲ့အမည်ပေးလိုက်တယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့တနေ့မှာယတနာပူရတိုင်းပြည်ကိုအိမ်နီးချင်းနိုင်ငံတစ်ခုကအင်အားအလုံးအရင်းနဲ့ကျူးကျော်ဝင်ရောက်လာတဲ့မင်းကြီးဆန္ဒတူရိယဟာသူ့ရဲ့တပ်မတော်ကိုစူးစီးပြီးကိုယ်တိုင်ဦးဆောင်ကရန်သူတွေကိုခုခံဖို့စစ်မြေပြင်ကိုထွက်ခဲ့တဲ့မင်းသားမင်္ဂလာလေးဟာလည်းသူ့ရဲ့အဖေဘေးမှာဆင်ဖြူတော်ကြီးမင်္ဂလာကိုစီးပြီးတတိရှိရှိလိုက်ပါသွားတယ်စစ်ပွဲဟာရက်ဆက်ကြမ်းကြုတ်ပြီးတိုင်းပြည်အတွက်အကြီးအကျယ်ဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့မင်းကြီးရဲ့တပ်မတော်ဟာရန်သူတွေရဲ့အင်အားကြီးမားမှုကြောင့်တဖြည်းဖြည်းအားလျော့လာပြီးနောက်ဆုတ်ဖို့ပြင်ဆင်နေရတဲ့အခြေအနေကိုရောက်သွားတယ်။အဲ့ဒီအရေးအရာရောက်တဲ့အချိန်မှာပဲဆင်ဖြူတော်ကြီးမင်္ဂလာဟာသူ့ရဲ့တကယ့်စွမ်းရည်တွေကိုပြသခဲ့တယ်။စစ်ပွဲလဲအနိုင်ရပြီးတိုင်းပြည်လဲအေးချမ်းသွားခဲ့တယ်။